Hello မင်္ဂလာပါတဲတို့ရေစနေရသည်ယူစနာလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါစနေရသည်ယူစနာပင်လေးပေါ့နော်မော်လမြိုင်ကိုပို့ရမယ့်အပင်လေးတွေပါရှင်မော်လမြိုင်ကိုပို့ရမယ့်အဆက်မပြတ်အမြဲမှာယူနေတဲ့မမငိမ့်အတွက်ပေါ့နော်ယူစနာအပင်လေးတွေအဖူးပါတာလေးတွေညီမရွေးထည့်ပေးထားပါတယ်နော်အုံကောင်းတာလေးတွေရှယ်ဆိုင်ကြီးတွေညီမရွေးထည့်ပေးထားပါတယ်ရှင်မော်လမြိုင်ကအမအတွက်စနေရသည်ယူစနာအပင်လေးတွေအလားဆုံးပင်လေးတွေကိုရွေးထည့်ပေးထားပါတယ်လိုအပ်သူများလည်းကြိုတင်မှာလို့ရပါတယ်ရှင်။ဒီနေ့ခွန်ရှိကိုမြေတုံးလေးခွန်ကိုဆွတ်သွက်ပေးလို့ရပါတယ်။ဒီမော်လမြိုင်ကိုပို့ရမယ့်အပင်စုံလေးတွေပေါ့နော်။မော်လမြိုင်ကိုပို့ရမယ့်အပင်ယူစနာအပင်လေးပေါ့နော်။အပင်20ပို့ရမှာပါရှင်။လိုအပ်သူများမှာယူလို့ရပါတယ်။